ဒါဝင်လေကြခြင်းနဲ့ပြီးတော့ဒီငွေကြေးလက်တက်နိုင်တယ်ဆိုလို့ရှိရင်တော့အတွဲလိုက်တာ3ပေးပါအတွဲလိုက်ဆိုလို့ရှိရင်အသေးတို့အတွက်တကယ်ကိုမှတစ်လအတွင်းတိတိရောက်ရောက်နဲ့ဝိတ်ကြီးရှင်းကြပါမှာဖြစ်ပါတယ်10ပေါင်ကနေပြီးတော့မှ15ပေါင်မကကြဘူးတာဝန်ယူပါတယ်အစီရှိတာမှန်သမျှကိုအကုန်ကြမှာဖြစ်ပါတယ်အသေးတို့ကတောက်စင်းလေးကိုလည်းတောက်လိမ့်တာလေးကိုလည်းလိမ့်ဒီလိုမျိုးလေးလုပ်ပြီးမယ်ဆိုလို့ရှိရင်တစ်လအတွင်းလုံးဝမလူမမှီတော့လောက်အောင်ကိုတိတိကျကျကြီးအစီတွေရောကြသွားမှာဖြစ်ပါတယ်ရှင်ကဲအစီတွေရောကြဖို့အတွက်ဆိုလို့ရှိရင်အသေးတို့ကတော့စစင်ပြောတဲ့နီလန်းလေးတွေကိုလိုက်လို့ရမှာဖြစ်ပါတယ်စစင်ကလာဝဲတဲ့အခါတောက်နီးရဲ့အညွှန်းရဲ့အမကန်စားရဲ့လေးထည့်ပေးမှလည်းဖြစ်ပါတယ်လိမ့်နီးလေးကိုလည်းတိတိကျကျပြောပြပေးမှဖြစ်ပါတယ်ပြီးတော့ဒီဆိုင်ထဲမှာစီကလေးတွေသတ်မှတ်ထားလေးရှိပါတယ်ဒီစီကလေးအတိုင်းတောက်လို့မှမကြလို့ရှိရင်စစင်တို့ကငွေအပြည့်ပြန်အမြင့်မှာဖြစ်ပါတယ်ငွေအပြည့်ဆိုတဲ့နေရာမှာဒီစေးဖို့ရဲ့ပြည့်ရဲ့အခါဒလီကရဲ့အကုန်ပြန်ပေးမှဖြစ်ပါတယ်အသေးတို့ကစစင်ပြောတဲ့တောက်နီးအတိုင်းစီကအတိုင်းလေးသာတောက်ဖို့လိုအပ်ပါတယ်ရှင်တကယ်မကြလို့ရှိရင်ငွေပြန်အပ်မှာဖြစ်ပါတယ်ရှင်တိလိုတာများရှိပါကလည်း comment လေးမှာတိတိကျကျလေးလာရောက်မြင်မြန်လို့ရပါတယ်ရှင်